မင်္ဂလာပါ TV version 3.3 ထွက်လာပါပြီဒီ version 3.3 မှာအရင် version တွေတဲ့ဘာတွေပိုကောင်းလာလဲဘယ်လိုထူးခြားလာလဲပြီးတော့မှအရင် version နဲ့ဘယ်လိုမတူညီရရှိလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးပါမယ် version က 3.3 ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ version 3.3 ကိုမတောင်းရသေးဘူးဆိုရင်ဒီ Google Play Store ထဲမှာဒီ search ဒီ set ထဲမှာနှိပ်ပြီးတော့မှအပေါ်မှာဒီ view လို့ရှာပြီးတော့မှ update လို့လုပ်ပေးပါအဲ့တော့ကျွန်တော်ရဲ့ဖုန်းထဲမှာက update လုပ်ပြီးတာဖြစ်တဲ့အတွက်ကျွန်တော် update မလုပ်တော့ဘူးအဲ့တော့မလုပ်အပ်သေးဘူးဆိုရင် update လုပ်ပေးပါဆိုတော့ဒီမှာရှင်းပါပါလဲဆိုကြည့်ဆက်ကြည့်မယ်အဲ့ကျွန်တော် TV app ကိုကျွန်တော်ဖွင့်မယ်အဲ့တော့ဖွင့်တဲ့အချိန်မှာဒီမှာ version 3.2 တွေ့မယ် okay အဲ့တော့ဒီမှာဘာတွေထူးခြားလဲဆိုတော့ဆိုနေကဒီ version 3.3 မှာဘာတွေကိုဒီကပြင်ဆင်လဲဆိုတော့ subscription plan လေးထည့်လာတယ်ပြီးတော့မှဒီ plan တွဲချက်နေမှာပေါင်းဝင်တဲ့နည်းစနစ်တွေကိုထည့်ထားပေးထားတယ်ဆိုနေဒီ subscription plan ပေါ့နော်ကျွန်တော်ဒီ subscription plan ဆိုတာကဘယ်လိုလဲဆိုတော့ဒီplan နဲ့ပတ်သက်ပြီးတော့မှပြရတဲ့ subscription plan မျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ free ဒီ free ထဲဝင်မယ်ပြီးတော့ဒီဘက်မှာဒီလောက်ချောင်းတုံးချောင်း hamburger menu ပေါ့နော်ဒါတွေထဲဝင်မယ်အဲ့ဒီမှာကိုယ့်ရဲ့လက်ရှိ subscription ကပါလေပေါ့နော်ကိုယ့်ရဲ့ user လေးပဲပါလေဆိုတော့မဲဆိုကြည့်ရအများစုမှာဒီနေရာမှာတော့ basic user လို့ပေါ်နေမယ် basic user ဆိုတော့ free အသုံးပြုခွင့် user ပြောရှင်းလားအဲ့တော့ဒီတော့ကျွန်တော်ရဲ့ account ကaccount ဖြစ်တဲ့ plan ကိုဝယ်ထားတဲ့ account ဖြစ်တဲ့ခါကျတော့ user ဆိုပြီးပြနေတာဖြစ်တယ်ဒီနေရာမှာလည်းဖော်ပြတာရှိတယ်ဆိုတော့ကျွန်တော်ဒါကိုနှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့လက်ရှိplan ရဲ့တက်တန်းကိုလည်းကြည့်လို့ရမယ်ကိုရထားရှိရဆိုရင်ကိုရထားတဲ့ plan ရဲ့တက်တန်းကိုလည်းကြည့်လို့ရမယ်အကယ်၍လက်ရှိ plan တဲ့ပုံမှန်ကောင်းတဲ့ plan ကို upgrade လုပ်ရှင်ဆိုလည်းဒီ upgrade mode ကိုနှိပ်ပြီးတော့မှလုပ်လို့ရတယ်ဆိုတော့ပုံမှန်အဖြစ်ကမိတ်ဆွေတို့အနေနဲ့ကဒီနေရာမှာ basic တော့ပေါ်နေမယ်ဒီမှာ basic ကိုနှိပ်ပြီးတော့တားကြည့်လို့ရတယ်လို့ဒါနှိပ်ကြည့်လို့ရတယ်တင်းအဲကြောင့်ဒါနှိပ်ပြီးတော့မှဒီ upgrade mode ကိုနှိပ်မယ်ဆိုရင်လည်းဒီ TP Premium ဆိုတဲ့စာမျက်နှာရောက်လာမယ်အကယ်၍များကျွန်တော်ကဒီ hamburger menu ကနေတစ်ဆင့်ဒီမှာ view plan ဆိုတာတွားပြီးတော့မှလည်းဝင်ကြည့်လို့ရတယ်အဲ့တော့ basic plan ဆိုတာကတော့ဒါpremium plan တွေကိုမဝယ်ယူထားတဲ့အကောင့်နဲ့အကောင်လုံးကို basic plan free အခမဲ့အသုံးပြုခွင့်လို့ရတဲ့ plan ပေါ့နော်အဲ့ဒီ plan ထဲမှာကဒီ Patra Light More ကို free အသုံးပြုခွင့်လို့ရတယ်ဒီ Patra Light More မှာကဒီကနန်းရှာပြလို့ရတာက pattern ပေါင်းက9000လောက်ရှိတယ်ဆိုတော့ premium plan မှာကျတော့ဒီ free plan နဲ့ဘယ်လိုကွာသွားလဲဆိုတော့သူလည်းပဲ free plan နဲ့ကွာသွားတာက free ADS ရတယ် free ADS မရထားပါပဲfree ADS က free account မှာ basic plan မှာပေါ့နော်ဒီ basic plan basic user တယောက်အနေနဲ့ကဒီ free ADS ဆိုတော့ကြော်ညာတွေတွေ့ရလိမ့်မယ်ကြော်ညာတွေနဲ့ရှိနေမယ်အဲ့တော့ကြော်ညာတွေမကြည့်ရှင်ကြော်ညာတွေများလို့စဉ်းကြီးနေတဲ့မိတ်ဆွေတို့အတွက်ဒီ premium plan ကိုဝယ်ရအသုံးပြုလို့ရတယ်ဒီမှာဒီ premium plan နဲ့ program နဲ့ဘယ်လိုကောင်းပါလဲဆိုတော့ဒီ Patra Light More ပေါ့နော် Patra Light More ဒီ user မှာ Patra Light More ပဲအသုံးပြုခွင့်လို့ရမယ်အဲ့တော့ဒီ program မှာက Patra Pro More ကိုအသုံးပြုလို့ရမယ်ပြီးတော့မှ Promax Plan မှာကျတော့ Patra More ကိုအသုံးပြုခွင့်လို့ရမယ်ဆိုတော့ကျွန်တော်တို့က question ပြခဲ့တဲ့အထဲမှာ Your free plan နဲ့ premium plan မှာက 9.78k ပတ်တန်ပေါင်းရှာလို့ရမယ်ပုံမှာကျတော့ 23k ရှာလို့ရအောင်။ Promax မှာကျတော့ 27k ပေါ့နော်။အဲ့ပုံနဲ့ပြီးတော့ Promax မှာကျတော့ Patra More ကိုအသုံးပြုခွင့်ရပါမယ်။ဒါတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီဒီထဲမှာအဲ့မော်ရယ်ကဘာလဲဆိုတော့ရှင်းပြပေးမယ်။ဆိုတော့အဲ့မတိုင်ခင်မှာကျွန်တော် calendar ထုတ်တဲ့အပိုင်းကိုကျွန်တော်နဲ့ဆက်ရှင်းပြပေးမယ်ဘယ်လိုဒီ version 3.3 မှာဘာတွေတင်လာလဲပေါ့နော်။
ဆိုတော့ဒီမှာကဒီမှာဒီ2မှာဘယ်လိုပြင်ဆင်ထားရရှိလဲဆိုတော့2မှာဒီ Star Week မှာ30ကိုရွေးလိုက်တယ်ဒါ30ဆိုတာကအပတ်စဉ်30ဘယ်လိုလဲဒီ2မှာကသူက week နဲ့ price ထားလာတော့တနေ့မှာ52ရှိတယ်53 week ရှိတယ်ဆိုတော့52ပတ်ရှိတဲ့နေ့ရှိတယ်53ပတ်ရှိတဲ့နေ့ရှိတယ်အဲ့ဒါဒီ2020ကျော်က53ပတ်နေ့ဖြစ်တဲ့အတွက်53ကိုပြနေတယ်အဲ့တော့လက်ရှိရောက်နေတဲ့လက်ရှိရောက်နေအပတ်က31ပတ်စဉ်31ဆိုတော့ကျွန်တော်ကဒီလက်ရှိ current ပတ်စဉ်ရဲ့ပြည့်ခဲ့တဲ့ပတ်စဉ်ရဲ့ယူလိုက်မယ်30ယူလိုက်မယ် start ပေါ့နော်ဒီ start week ကို30ယူလိုက်မယ်ပြီးတော့မှ end week ကို31ယူလိုက်မယ်ဒါဆိုရင် week ကနှစ်ခုပဲပြီးတော့မှဒီ chart လေးကိုဆက်လက်ပြီးတော့မှ apply လုပ်မယ်ဒီမှာဘယ်လိုရေးရကြမရှင်းပြတော့ဒါအရင်ဗီဒီယိုတွေမှာလည်းကျွန်တော်ရှင်းပြခဲ့ပြီးတော့ပြီဆိုတော့ search လေးတာလုပ်မယ်ဒါဆိုရင်ကျွန်တော်ကနှစ်ကြိမ်တာပဲပတ်စဉ်နှစ်ခုပဲကျွန်တော်ထုတ်ထားတာဖြစ်တယ်အရင်တော့ဆိုရင်အနည်းဆုံး၄ခုထုတ်ပဲ၄ခုပေါ်တာပေါ့နော်နှစ်ခုရွေးရလဲပဲအခုကနှစ်ခုရွေးထားရင်ပတ်စဉ်နှစ်ခုရွေးတယ်ပတ်စဉ်နှစ်ခုပေါ်နေတယ်ဒီတစ်ချက်ပြင်ဆင်ပေးထားတယ်ပြီးတော့မှ 3D မှာကျတော့ဘယ်လိုပြင်ဆင်ထားလဲဆိုတော့အရင်ကဒီ slide ရေးရမှာက ring ပဲဘယ်ကနေပဲထိတော့ပဲရတယ်အခုအဲဒီဟိုအရင်တုန်းကရခဲ့တဲ့ custom ခုနှစ်ပေါ့နော်ကိုလိုတစ်ခုနှစ်ကိုရွေးထုတ်တာဒါလေးပါလာတယ်ဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်မရှင်းပြတော့ဘူးဒါလေးကိုပြန်လဲထုတ်လို့ရအောင်ပြင်ဆင်ပေးထားတယ်တစ်ချက်နောက်ချက်က select time မှာကအချိန်ကြီးကိုလည်းပဲကျွန်တော်ကဒီ range ကြတော့ဘယ်ကနေပဲအတွင်းဒီ custom ကြတော့ကိုလိုတဲ့အချိန်ကြီးကိုပဲကွာဆွဲထုတ်လို့ရတယ်အဲ့တော့ဒါလေးကို miss ကိုပဲကိုထုတ်ကြည့်လိုက်ပါဒါလေးကိုပြန်လဲပြင်ဆင်ပေးထားပါလေဆိုတော့ကိုဒီ 3.3 မှာပြန်လဲပြင်ဆင်ပေးထားလဲဆိုတော့ကိုရှင်းပြချင်တာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တစ်ချက်လေးကနန်းကိုထုတ်ကြည့်မယ်ဆိုတော့ဒီတိုင်းကိုကျွန်တော်ထုတ်သွားကြည့်မယ်โอเคတက်ပြီးတော့ကျွန်တော် calculate သွားမယ်ဆိုတော့ဒီနေရာမှာခုနကကျွန်တော်ပြောတဲ့ model လေးပေါ့နော် my powering လေးဒီ search ကိုတစ်ချက်နှိပ်လိုက်မယ်နော်အဲဒီနေရာမှာတစ်ချက်လေးကြုံရလေးပြနေတယ်ဒါလေးကိုတစ်ချက်တိခံပေးပါဒါကျွန်တော် account က pro account ဖြစ်နေတာလားမဘာလို့ကြုံရတက်နေတော့ဆိုတော့ကျွန်တော်ဒီပြင်ဆင်နေတဲ့အချိန်တော်လေးမှာကျွန်တော်ဖုန်းနဲ့စမ်းတဲ့အချိန်မှာကြုံရမတက်ဘူးမတက်တဲ့ခါကျတော့အဆင်ပြေတော့ပြီးတော့တင်နေတာတကယ်ဒီ Play Store မှာတင်တဲ့အချိန်မှာကကြုံရလာတက်နေတယ်ဆိုတော့ဒါလေးကိုကျွန်တော်လက်ရှိအားချင်းအမြန်ပြီးမှ 3.3.1 ဆိုပြီးတော့ကျွန်တော်အားချင်း update လုပ်ပေးပါမယ်ဒါလေးခဏလေးတိကျပြပါဒီ premium plan ရဲ့ pro plan ရဲ့ pro max plan ကိုဝယ်ထားမိတ်ဆွေနဲ့အားချင်းပြင်ပေးပါမယ်အဲ့တော့ဒီ basic user free နဲ့တောင်းတဲ့မိတ်ဆွေတွေကျတော့ဒီကြောင်ညာတွေကတော့ဆက်မြင်နေရအောင်ပါ okay အဲ့တော့ကျွန်တော်ကဒီနေရာမှာဆောင်းတော့ကျွန်တော်ရှင်းပြခဲ့တဲ့ Patra နဲ့ Patra Pro ကို Patra Ultra ဆိုတဲ့တုံးမျိုးပေါ့နော်အဲ့လက်ရှိမှာတော့ဒီ Patra Pro ကိုမိတ်ဆွေတို့အတုံးပြလို့ရနေတာကကျွန်တော်တတ်မှတ်တဲ့ free ရှိလို့ပေါ့နော်ကျွန်တော်ဒါလေးကိုခဏလေး upgrade လုပ်ကြည့်လိုက်ပါနော်အဲ့တော့ဒါလေးပေါ့နော်ဒီ free တတ်မှတ်ထားတဲ့ရက်က15ရက်ကျန်နေသေးတယ်ဒီ15ရက်ဒီမိတ်ဆွေတို့15ရက်ကျန်နေရဆိုတော့ဒီ15ကြိမ်အပါပေါ့နော်ဒီ15ကြိမ်အတွင်းကျွန်တော် free ပေးရတာက7နဲ့73 74 75ဆိုပြီးတော့4ကြိမ်ကျတော့ free ဟိုရှာဖွင့်ပေးရတယ်အခုက3ကြိမ် free ရပြီးတော့အဲ့တော့တစ်ကြိမ်ကျန်သေးတယ်အဲ့ဒါရင်းနဲ့တွေ့ရင်ဆက်ရရပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်ပြောလို့ရပါလဲဆိုတော့ဒီ Patra Lite ပဲဒီ free version နဲ့ premium version က Patra Lite model ပဲအသုံးပြုခွင့်လို့ရမယ် Patra Pro model တော့မရဘူးဆိုတော့ကတော့ပဲမယ်ဒီတက်မှတ်ထားတဲ့15ရက်အတွင်းကို free သုံးလို့ရအောင်အဲ15ရက်ကျော်သွားပြီဆိုရင် automatic ကသုံးလို့မရတော့ Patra Lite ပဲသုံးလို့ရမယ်ကိုတိုင်း plan ကိုပဲသုံးမှာပဲဒီ Patra model ကိုသုံးလို့ရမယ် Pro Max တွေဝယ်သုံးမှာပဲဒီ Patra Pro model ရဲ့ Patra Ultra model သုံးလို့ရပါမယ် okay အဲ့မော်ရီထည့်လာတယ်အရင်မော်ရီဘာကမော်ရီ1နဲ့မော်ရီ2အခုကဒီမော်ရီ3မျိုးဖြစ်သွားတယ်ပြီးတော့မှဘာကတော့လဲဆိုတော့တစ်ချက်ကအရင်တုန်းကကျွန်တော်ဒီမှာတစ်ခုလောက်ကျွန်တော်ပေါ်ရန်လေးဆိုင်အပေါ်ရန်လေးကိုတော့ဒီတစ်ချက်ပါမယ်အဲ့တော့ကျွန်တော်ဒါလေးကိုဘယ်လိုရှာမှာလဲဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်ရှင်းပြပေးမယ်လက်ရှိက10မိနစ်9မိနစ်10မိနစ်ရှိနေပြီအရင်ကြာနေပြီ
ဆိုတော့ဒီမှာဘာလေးထူးခြားတော့လေဒီမှာဘာလေးပါလဲဆိုတော့ဒီ shape မှာဒါလေးထည့်ပေးလာတယ်ပေါ့နော်အဲ့တော့ဒီ shape လည်းအများကြီးထည့်ပေးလာတယ်ကိုလိုရ shape လိုချင်တဲ့ shape ပုံစံလေးတွေဒါနှိပ်လိုက်တယ်အဲ့တော့တစ်ခါလေးဒီအရင်လိုချင်တဲ့တစ်ခါလေး automatic fade ဖြစ်သွားတယ်ဒီများတွေပါထည့်ပေးထားတယ်ဆိုတော့ဒီနေရာကဒါကျွန်တော်အများတော့အနေနဲ့အဆင်ပြေအောင်စီပြီးတော့ကျွန်တော်ဒါလေးထည့်ပေးထားရှိတယ်ဒါလေးထူရှားဖို့ပါလာတယ်ဒီ version 3.3 update မှာအဲ့တော့ကျွန်တော်ကဒီမှာလက်ရှိထည့်ထားတဲ့ပို့ပြီးတော့မှလို့ရှင်းနေဆိုရင်ဒီကဒါလေးလိုက်ပြီးတော့မှဒီမှာတွားပြီးမှကြည့်လို့ရတယ်โอเคဒီမှာအများကြီးအကုန်ရွေးချယ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်လို့ရအောင်ဆိုတော့က default toolbar shape က12ခုထည့်ထားတယ်ဆိုတော့ make sure နဲ့ favorite toolbar shape ကိုထည့်လို့ရတယ်အဲ့တော့ကိုကဒါလေးကိုကြိုက်တယ်ဒါလေးဖိထားလိုက်ဒါဆိုရင်တစ်ခုဝင်တော့အေးဒါလေးလိုအပ်တယ်ဒါကြိုက်ရင်ထည့်ထားလိုက်မယ်ပြီးရင်ညာထည့်မယ်တစ်ခုခု3ခုโอเคဒါလေးကျွန်တော်ထည့်ရလိမ့်မယ်အဲ့ make sure ကိုလိုတလို့တွားထည့်လို့ရတယ်ကျွန်တော်ဒါနမူနာနဲ့ပြထားတယ်ဆိုတော့ဒါလေးကိုပဲကျွန်တော်ပြလိုက်မယ်show ပါနော်အဲ့တော့ကျွန်တော်ဒါလေးကိုယူထားမယ်ဆိုရင်ခုနကဒီ12ခုယူထားတဲ့နေရာမှာကျွန်တော် favorite ကိုကျန်နေတဲ့ဟို12ခုပေါ့နော် loss က12ခုတည်းကနေ9ခုပဲရှိသေးတယ်လှထ5ခုထည့်လို့ရသေးတယ်ကျွန်တော်တော့မထည့်တော့ဘူးအဲ့ favorite ကိုယူထားစဉ်အဲ့ favorite ယူတဲ့ဥစ္စာဒီနေရာမှာလာပေါ်နေပဲဒါကျွန်တော်ယူနေတဲ့ favorite ကိုဒီမှာလာပေါ်နေတယ်အဲ့ဒါကိုဘယ်တစ်ခုကိုတုံးမလဲဆိုတာပဲပုတ်ကိုရွေးချယ်လို့ရတယ်အကယ်လို့က favorite အနေနဲ့ဒီမှာမဖော်ပြရှင်ဘူးနဲ့ဖော်ပြရှင်ဘူးဒီလက်ရှိဖော်ပြရမှာ favorite toolbar shape ကိုပဲဖော်ပြထားတယ်ဖြစ်စေ default toolbar shape ကိုပဲဖော်ပြထားတယ်ဖြစ်စေကျွန်တော်တို့ကတခြားသောဒီ shape တွေကိုတုံးချင်တယ်ဆိုရင်ကျွန်တော်ဒီမှာလာပြီးရွေးလိုက်ရတယ်နှိပ်ပြီးတော့မှဒီမှာဒီလို sorry နော် okay ဒီထည့်လို့ရတယ်အဲ့ဒါကို fill လို့ရှိရင်ဒါလေးနဲ့လိုက်ဒီနဲ့ဒါအဲ့တော့ဒါက 3.3 မှာ version မှာဒီတက်ချက်တဲ့အပိုင်းမှာဒါလေးကိုပြင်ဆင်ပေးထားတယ်နောက်တစ်ချက်အနေနဲ့ကဒီစာရေးတဲ့ဘိုင်းကိုနည်းနည်းပြင်ထားရှိရယ်အဲ့ဒါလည်းဆိုတော့ကျွန်တော်ဒီကောင်တစ်ချက်ရွေးလိုက်မယ်နော်ဒါလေးကိုကျွန်တော်ရွေးလိုက်မယ်အဲ့တော့ဒါလေးကိုကျွန်တော်က fill လုပ်မယ်ဆိုရင်စာလုံးလေး automatic ဖြစ်အောင်ဖြစ်သွားတယ်ဒီစာလုံးကိုဒီပုံမှာဒီလေးတိုင်းကိုယ့်ရဲ့အပေါ်မှာစာတင်ရေးတဲ့ခါမှာကျွန်တော်ဒီစာလေးကဖြောက်ဖို့လိုအပ်တယ်အဲ့ဒါဘယ်လိုဒီဒါလေးတစ်ချက်နှိပ်လိုက်အဲ့ဆိုတော့ဖြစ်သွားအဲ့ဒီပုံမှာကျွန်တော်ကစာတင်ရေးလို့ရပါတယ်ပါokay အဲ့ဒီချက်ရေးလိုက်မယ်အဲ့တော့ဒီမှာကိုပုံနဲ့တုံးတော့ကျွန်တော်ရေးလိုက်မယ်နော် okay အဲ့ပြီးတော့ဒီပေါ်တင်လိုက်မယ်အဲ့စာမမြင်ရဘူးဆိုတော့ကအနီအောင်ဖြစ်နေလို့ okay ဖြစ်သွားပြီပေါ့နော်အဲ့တော့sorry okay ကျွန်တော်ဒါလေးခဏလုပ်လိုက်မယ်အဲ့တော့ဒီစာလေးကိုဒီမှာကျွန်တော်လို့ထည့်လို့ရပါပြီအဲ့တော့နောက်ခံလေးထားလာပြီးတော့မှာပေါ့နော်အဲ့တော့ဒါလေးက 3.3 မှာ2ရှာချက်လေးတွေပါလာတာလေးတွေပေါ့နော်အဲ့တော့ကျွန်တော်ကဒါကအတိတ်ကတော့မှပြင်ဆင်ထားလဲဆိုတော့ဒီတွက်ချက်တဲ့အပိုင်းကိုပြင်ဆင်ထားတယ်ပြီးတော့မှဒီလိုအပ်တဲ့ shape တွေကိုထပ်ပေးထားတယ်ပြီးတော့မှဘာထပ်ပေးလဲဆိုတော့ subscription plan ကိုထပ်ပေးထားတယ်okay ဒီမှာကြောင်ညာတက်နေတယ်ဒါလေးအားကျွန်တော်တစ်ချက်လေးပြင်ဆင်ရမယ်အဲ့တော့ဒါလေးအားချင်းကျွန်တော်ပြင်ပြီးကျွန်တော် update လုပ်ပေးမယ်လောဆယ်တော့ခဏလေးတော့တိခံပေးပါခဏလေးနော် okay ပိတ်လိုက်မယ် okay အဲ့တော့လောဆယ်တော့ဗီဒီယို73မိနစ်ရှိသွားပြီကျွန်တော်ဒီ 3.3 version မှာ full chat တွေပါဝင်တဲ့ chat ကိုတော့ကျွန်တော်ဒီလောက်နေပဲကျွန်တော်ရက်မယ်ဆိုတော့ဒီနေရာမှာအကယ်၍များဒီ subscription plan တွေပေါ့နော် plan တွေဝယ်ယူမယ်မှာပေါ့နော်ဒီတဲကိုခဏပြန်ဝင်မယ်နော်ကျွန်တော်နည်းနည်းလေးဆက်ပြောလဲမယ်နော်ဒီမှာဒီ plan တွေဝယ်ရှင်ဆိုရင်ဘယ်လိုဝယ်ရမလဲဆိုတာကိုကျွန်တော် YouTube မှာတင်ပေးထားရှိတယ်ဗျအဲ့ဒီ YouTube ခဏဝင်လိုက်မယ်ဝင်ပြီးတော့မှဒီထဲမှာကို TP တော့ရှာလိုက်နော်အဲ့မှာဒီအနေအောင်တစ်ခုနဲ့ပေါ့နော်ဒီ TP ထဲမှာပေါ့အဲ့ဒီထဲမှာကျွန်တော် monthlyအဖေမှာ plan ဝယ်ယူနေဆိုတာအဲ့မှာတင်ပေးထားတယ်အဲ့ဒီ plan ကိုတွားပြီးတော့မှဘယ်လိုဝယ်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးတာရှိတယ်အဲ့ဒီ video မှာကဒီ video အပြည့် version 3.3 မှာပါဝင်တဲ့
ထူးခြားမှုလေးတွေဘာတွေလောက်ထားလဲဆိုတာကိုရှင်းပြရှင်းဖြစ်တယ်အဲ့တော့နောက်ဗီဒီယိုမှာကျတော့ဒီမိုဒါလိုက်မှာဘယ်လိုတွက်ချက်လို့ရမလဲဆိုတော့ရှင်းပြပေးပါမယ် Thank you ပါအားလုံးကျေးဇူးတင်ပါတယ်